Hello ဒီနေ့တော့ချူကဒီလိုကိုရီးယားဝတ်စုံလှလှလေးတွေဝတ်လို့ရပြီးတော့ကိုရီးယားအစားအစာစစ်စစ်တွေပဲရတဲ့ဆိုင်လေးကိုခေါ်သွားပါမယ်ရှင်လိုက်ခဲ့ကြနော်ဒီဆိုင်လေးကတန်တူးမလန်းနဲ့ကမကြီးလန်းတောက်ကမကြီးအေးရမှာဖွင့်ထားတဲ့ကိုရီးယား food lover ဆိုင်လေးပဲဖြစ်ပါတယ်သူကဆိုင်မှာထိုင်မစားခြင်းလဲပေါ့နော်တက်ကဝေးယူလို့ရတယ်ဒါဆိုင်က10နာရီကနေပြီးတော့ည9နာရီထိဖွင့်နေပေါ့နော်ဗုဒ္ဓဟူးနေ့ကတော့ပိတ်တယ်နော်ဘာမှမစားခင်ဆိုင်နဲ့ပတ်ကြည့်လိုက်အောင်မယ်အိုးသူ့စီမာလေးခောက်ဆွဲတွေအစုံရရတော့ဒီမှာဆိုရင် spicy တွေရောပေါ့နော်ကိုရီးယားကလေအဲ့ရှာပပခောက်ဆွဲတွေပါရရတာသိလားအခုပြရခောက်ဆွဲတုပ်လေးဆိုလေဘယ်ဆိုင်မှာတိတ်ပြီးတော့မတွေ့ဘူးသိလားချူအရန် favorite ပဲချူရန်ကြိုက်တာဒါကတော့ငရုတ်သီးမုတ်တွေပေါ့နော်သူကိုရီးယားငရုတ်သီးမုတ်တွေကင်ချီတို့ဘာတို့တိတ်တဲ့နေရာမှာလည်းသုံးလို့ရတယ်ပေါ့နော်ရင်းညှိတွေလည်းရဒါကတော့ဒီကမှာစားလို့ရတဲ့ကင်ချီဘူးတွေပေါ့နော်ချူဆိုအမြဲမှာစားတယ်top buki အစင်သင်းထုတ်လေးလည်းရတယ်ပြီးဝက်ဆလက်ချက်ဆလက်ဘူးလေးလည်းရတယ်သူစီမှာအစုံမဆိုင်မှာထိုင်မစားချင်အိမ်ကမှာစားလည်းရတယ်ပေါ့နော်ဒီကတော့ဝက်ဦးချောင်းတယ်ဒါကတော့မီနူးလေးပါမြင်မရဈေးလေးတွေကတော့1000ကျော်1000အောက်အဲ့လိုမျိုးလေးရှိရပေါ့နော်သူကလေတစ်ခုဟိုကဖြစ်တာမှားမယ်တိလားပိုးရှင်းအရမ်းများရကွာတိလားအဲ့တော့လေစားရင်းနဲ့မှမှားဖို့အကြံပေးတယ်ဒါလေးကလည်းမှားတယ်အများကြီးဆိုကုန်မှာမဟုတ်ဒါကဘူဒက်စတူဒါကကိုရီးယားထမင်းတော့ဒါကချက်သွန်မိတ်ပန်ကိတ်ဝက်ဆလက်ပေါ့နော်သူကလေဒီလားဒီကိုရီးယားလူမျိုးစစ်ကဖွင့်တာပေါ့နော်ဆိုင်းပိုင်ရှင်ရဲ့အမျိုးသားကိုရီးယားလူမျိုးစစ်ပေါ့နော်အဲ့တော့လေလုံးဝအရာကိုရီးယားအရာသာအစ်ကိုရမယ်ကွယ်ဒီလားပြီးသွားရင်တော့ဒီမှာသုံးထားတဲ့ပစ္စည်းတွေကသူတို့ကိုယ်တိုင်ပေါ့နော်ပြင်ဦးလင်မှာဒီဂမ်ချီလုပ်တဲ့ဟာတွေရောဒီဆလတ်ရွက်တို့ပါအဲ့လိုမျိုးပေါ့နော်အဲ့ဒါတွေအကုန်လုံးပါဝင်ပစ္စည်းတွေကိုဆိုရင်သူတို့ကိုယ်တိုင်စိုက်ပျိုးထားတာပေါ့နော်ကိုရီးယားစာတို့တရုတ်စာတို့အရင်မြော်လေးမထားဘူးကွာပါစက်ထဲမှာပေါ့ကြီးတွေဖြစ်နေမှာဆိုလို့လေဒါမှဒီမှာလေလုံးဝမြန်မာပါစက်နဲ့ကြိုက်တယ်သီလားအရသာကလည်းလေထိထိမိမိရှိရပေါ့နော်တော်တော်စားလို့ကောင်းတာပါသီလားဘလော့ရိုက်ထားတာကိုမေ့ပြီးတော့အတင်းတုပ်လိုက်သေးရပေါ့နော်အဲကြောင့်အတန်လေးဖြတ်ထားလိုက်တယ်金气一香港南出来的金气过的话，做嘛啥不？哎，过年金气啥不？哎，如果来啥不？嘛金气哪里我看那我的啦，那里多钱，一钱8万那么高嘛？只要一样来是哇，罗马过年里呀，如果人晒过哟，那个弟弟晒白线，牛大嘞过年呀，过年路牛，比如ဒီဆိုင်ပိုင်းရှင်ကိုရိုင်းကလည်းသူကကိုရီးယားမှာဒီသင်တန်းတွေသူကတက်ပြီးတော့မှတိတ်ချာပြီးပြင်ချီတိတ်ရင်ကြီးလေတော့မှစနစ်တကျပေါ့ကိုရီးယားလိုက်လာတိုင်းစားရတော့နော်နောက်ကြီးရှိတယ်လည်းကောင်းတယ်နောက်ပြီးတော့အဲ့မှာကလေကိုတကယ်ကြီးပြောအောင်ဒါအရန်စနစ်ကျဟောဒီကဒီသူတုံးတဲ့ဟာတွေတော့ organic တွေကိုပြင်ဦးလင်ထားမှာပေါ့နော်အဲ့တိတ်ချာစိုက်ထိုးတာစိုက်ကင်းတွေပါရှိအဲ့ကနေပြီးလုံးဝ organic စစ်တွေကိုဒီမှာပြန်သုံးတာစိုက်မှာပြန်သုံးတာပေါ့နော်။နောက်ပြီးငရုတ်ကြီးကိုဘာလို့ဆိုလဲကိုရီးယားကနေစစ်ဒီကိုမှာပြီးတော့သုံးတာသူတို့ကိုယ်တိုင်လည်းကာကိုလုပ်နေတာဆိုတော့လေအရန်စင်ပြီးတယ်။အဲ့မှာလည်းဒီကကျစလို့မလားလေအဲ့တော့ကသူကစိုက်မရှိသေးဘူး။သူတို့အဲ့ကိုဗစ်ကာလာဆိုတော့လေထိတ်ခွေးတွေပဲရကိုဘက်ကလည်းတော့မှာစားတော့ဒီ west salad တွေပါအခုလည်းမှာစားလို့ရတယ်ဆိုင်လာမစားချင်ရင်ဟိုထိတ်ခွေးမှာလို့ရပါဘောနော်အိမ်ကအပူလေးပြန်ပေးအောင်မယ်တော့လောက marinate လုပ်ပြီးသားပေါ့တိတာဒီလိုစက်တုံမူပါမယ်ဒီကိုရီးယားမျိုးဒီဇိမ်းပါမယ်ခင်းချီပါမယ်ခင်းချီကတော့သူကကြိုက်လုံးလို့ဘူးကိုထောက်ဝယ်စားတယ်အဲ့လိုမျိုးစားငါလည်းခင်းချီတော့ဆိုရယ်ခင်းချီကိုလည်းဟုတ်တယ်စားလို့ရသူကခင်းချီကိုလုံးဝလေးစားကြည့်လိုက်ဒီကမပြောပြတယ်အရန်ကောင်းတယ်တခြားကင်ချီနံပါတ်2ကိုရီးယားရောက်သွားလို့လားကိုရီးယားရောက်အဲ့ကိုရီးယားအရသာစစ်ရမယ်ကွာဒါပေမဲ့မြန်မာပါဇက်နဲ့လည်းအဆင်ပြေတယ်သူတို့ကတကယ်ရင်းဆိုင်လည်းဖြစ်တယ်ကိုကြိုက်တဲ့ညီလူတွေလည်းရှိလို့လာစားတာပေါ့နော်ဒီလေစိတ်ဆိုးကြိုက်ပွဲစားတာလည်းမဟုတ်ဘူးဒါကတော့ကိုရီးယားမင်းသမီးမှုတွေဝင်ပြီးအသေးကွဲပြီးထမင်းတုပ်စားရပေါ့နော်အဲ့လိုနေတယ်ဆိုပြောပြနေနေထမင်းတုပ်နေအောင်ငရုတ်စီထဲနေဖို့မေ့ခဲ့တာပေါ့နော်စပွဲတို့လေးလာပြောမှသိပြီးအဲ့ဒီထည့်ပြီးပြန်နေနေရပါရထမင်းတုပ်နေထားတာပေါ့နော်ကို
ဒီကထမင်းတုပ်ကိုတော့စားဘူးရပေါ့နော်ထမင်းတုပ်ကိုကြိုက်တယ် favorite ထဲပဲ Buddha stew ကိုစမ်းမှလိုက်တာ Buddha stew ပါခဲကိုဆွဲလောင်းပါတယ်သူကလုံးဝလေ Buddha stew ထဲမှာကွာရိုးရိုးကင်ချီဟင်းနေတောင်းရင်ပြင်းရတယ်ကွာသူကကင်ချီလည်းပါတယ်တပ်ပူကီလည်းပါတယ် cheese ပါတယ်နော်အရသာလည်းတော်တော်ကွာတော်တော်ကောင်းတာခောက်ဆွဲလည်းပါတယ်ပေါ့နော်ဒီ Buddha stew ကတော့ favorite ပဲသွားစားမယ်ဆိုအဲ့ Buddha stew ကိုမှားစားပြအောင်မှားစားကြည့်သိလားချူအဖို့မပြော ပုံပြောလို့တကယ်တော့ဒီလေခမင်းတော့ကနည်းနည်းလေးအချိုလေးနဲ့ဒီဟင်းရည်လေးနော်ရှက်ပဲဟင်းရချက်တယ်လို့ကျွန်မပို့ပြီးတော့လိုက်တော့တယ်အားသားကြီးနော်အခုပူတဲ့စတုံးနဲ့ကိုရီးယားခမင်းတော့ပြအသားလေးပို့စားခြင်းတော့အသားဆက်လက်လေးတော့ပုံပါအတိတ်နော်ဒီပက်ကခဏလေးကြိုက်တော့ဖိုင်ကောင်းအတမ်းတော့ဟန်ကောင်းလို့ကလေကြာလေစိုးရင်တော့ပထမကြောက်ဦးကလည်းနည်းပြော့တော့လေမုန်းနေလဲပါတယ်ကြောက်ဦးကြီးပဲမဟုတ်နော်စမ်းနေလဲပါပြော့ပေမဲ့အဲ့လိုအနမ်းမထွက်ပဲလေစားကောင်းတယ်အများကြီးတော့မမှန်နဲ့ဗျာဘိုင်းဝါရခါလို့နော်အမကုန်နိုင်တော့ကောင်းတယ်အားလေးကသူကကနန်းစိတ်တော့ပေါ့နော်ကိုရီးယားစတိုင်တုတ်ထားတာကိုရီးယားငယ်ကိုတင်မှုတယ်ပေါ့နော်လုံးဝကိုလေချိုပြီးတော့လေလက်ဆက်နေရပဲတော်တော်ဆိုင်ကလုံးဝမညှိဘူးတိလားချူကညှိမယ်ထင်တာမစားရဘူးပေါ့နော်ဒါကတော့တကယ်ချင်းကသူ့စီမှာဒီမီနူးလေးကိုစမ်းကြည့်ဖို့အကြံပေးလို့မှားလိုက်တာပေါ့နော်ဘိုက်တွေကလည်းတင်းနေမှတော်တော်စားကောင်းတယ်သူကပစုံအစိမ်းတုတ်ကြိုက်တဲ့လူတွေနောက်ပင်လယ်စာနဲ့တဲ့လူစားကြည့် try ကြည့်ဖို့နော်ချူကတော့အကြံပေးပါတယ်ဒါကတော့စားလို့ကောင်းလို့ရှင်းပြနေပါတော့ဗီဒီယိုရှင်းမှာဆိုလို့မြန်မြန်လေးပဲကြော်လိုက်မယ်ကဲစားတော့ပြီးပြီဆိုတော့ကျမတို့ဓပုံရတဲ့ season စမယ်ဒါကတော့ photo spot လေးပေါ့နော်သူလုပ်ပေးထားတာတော်တော်လေးကိုလှရပေါ့နော်နန်းတွင်းပုံစံလေးသူစီမာကမေးခဲ့တာကတော့9000မို့ပြည့်ရင်ပေါ့နော်ဒီလိုဝစ်ပြီးရိုက်လို့ရတယ်တချို့ဆိုင်နေဆိုအိမ်ငါးကားတွေပါရှိတယ်သူကတော့9000မို့ပြည့်ရတဲ့ဖြစ်တယ်ပေါ့နော်အိမ်ကြီးလည်းကိုဝစ်ပေးတယ်9000မို့ပြည့်ဒါလေးဝစ်ပြီးရိုက်လို့ရတယ်ပေါ့နော်ဘွားမှာအနည်းဆုံးတစ်ခါလောက်တော့ကိုရီးယားဝစ်စုံဝစ်ဖို့ချင်ခဲ့တာကိုရဆန္ဒပြည့်သွားပြီဒါနဲ့ဒီတခုအကြံပေးဦးမယ်ကိုရီးယားဝတ်စုံဝတ်မယ်ဆိုလေကောင်မလေးတွေကောင်းစီချိုးတစ်ခွင်းလောက်တော့ဆောင်သွားပါလို့စပင်ဖားလိုက်နဲ့ဆိုမလှလို့လေစပင်လေးစီတော့ပိုလှပေါ့ဒါအမှတ်တရလေးရိုက်ခဲ့ပါတယ်ယောက်ျားလေးဝတ်စုံတွေလည်းရှိရယ်နော်ဘလော့ရဲ့အတိုင်းလေးအမြဲနောက်ဆုံးနှုတ်ဆက်တဲ့ဟာဘာမှမရိုက်မိလို့ဒီတစ်ခါတော့တေချာရိုက်ခဲ့တယ်ဆိုင်ရှင်းနဲ့လည်းနှုတ်ဆက်ပြီးတော့ပါဆယ်လေးဆွဲခဲ့ပါတယ်နောက်ဘလော့တွေမှာပြတ်ဆုံးမယ်နော် Thanks for watching